ခွန်အားထက်တာလွန်သောဉာဏ်ပညာတောက်ကြီးတစ်ခုတည်းကညောင်မင်းကြီးတပင်နာမှာမက်ကီနဲ့တိုနီလို့ခေါ်တဲ့ဗျိုင်းလင်မယားနှစ်ကောင်နေထိုင်ကြပါတယ်။ဒီနေ့မှာတော့မက်ကီဟာဦးလေးသုံးလုံးဥနိုင်လိုက်တဲ့အတွက်သူတို့ဇနီးမောင်နှံဟာအရန်ကိုပျော်ရွှင်နေကြတာပေါ့။ အိုးဝမ်းသာလိုက်တာမက်ကီရဲ့မင်းဦးလေးသုံးလုံးတောင်ဥပေးထားတာပဲတို့နှစ်ယောက်မကြခင်ဖေဖေနဲ့မမေဖြစ်တော့မှာပဲ။ဒါပေမဲ့သူတို့နဲ့မလန်မကန်ကကူထဲမှာတော့ကောက်ကျစ်တဲ့မြေခွေးမတစ်ကောင်နေထိုင်ပါတယ်။သူဟာငှက်လင်မယားကိုချောင်းကြည့်ရင်းကောက်ကျစ်တဲ့အကြံစီတစ်ခုကိုစဉ်းစားလိုက်ပါတယ်ဒီပြိုင်းလင်မယားကဖေဖေနဲ့မမေလှုပ်ချင်သေးတယ်ပေါ့လေအခုကျမကရှင်တို့ရဲ့အိမ်မက်တွေကိုအကုန်ဖျက်ဆီးပစ်မယ်ဒီဦးသုံးလုံးကိုအခုချက်ချင်းစားပစ်လိုက်ရရင်ဘလောက်တောင်အရသာရှိလိုက်မလဲအဲ့ဒီချိန်မှာပဲဗျိုင်းလင်မယားစီကိုမောင်တူးလို့ခေါ်တဲ့ဘဲကြီးတစ်ကောင်ရောက်လာပါတယ်ဟေးမက်ကီနဲ့တိုနီမင်းတို့ဥထားတာမြင်လို့ငါလာနှုတ်ဆက်တာငါလည်းမကြခင်ဦးလေးကြီးဖြစ်တော့မှာပေါ့လေဒါနဲ့ရေကန်ရဲ့ဟိုးဘက်အစွန်မှာရွှေငါးတွေအများကြီးတောင်တင်းနေတာငါတွေ့ခဲ့တယ်အဲ့ဒါကမင်းတို့အကြိုက်ဆုံးပဲမဟုတ်လားအခုသွားရင်တော့အများကြီးစားရမှာနော်ထိုအခါဗျိုင်းလင်မယားဟာငါးတွေကိုစားကျင်စောနဲ့ဥတွေကိုအတိုက်ထဲမှာဒီအတိုင်းထားခဲ့ပြီးဘဲကြီးမောင်တူးရဲ့နောက်ကိုလိုက်ပါသွားကြပါတယ်ဒီခွင်ရည်ကိုစောင့်နေတဲ့မြေခွေးမဟာအတိုက်စီကိုအမြန်ပြေးသွားပြီးဥတွေကိုတစ်လုံးပြီးတစ်လုံးစားပစ်လိုက်ပါတော့တယ်အိုးအရသာရှိလိုက်တာဒီဦးလေးတွေကငငန်လေးနဲ့လေချောင်းထဲကိုစီးဆင်းသွားတာပဲအခုမှပဲဘိုက်ဝသွားတော့တယ်ခဏအကြာဗျိုင်းလင်မယားပြန်လာတဲ့အခါမှာတော့အတိုက်ကဗလာဖြစ်နေတာကိုတွေးလိုက်ရပြီးမက်ကီကတော့ရှာကြီးတငင်ငိုကြွေးပါတော့တယ်ဒါကိုမြင်တော့တိုနီကမြေခွေးမရဲ့လက်ချက်ဆိုတာရိပ်မိသွားပြီးဉာဏ်ပညာနဲ့လက်စားချေဖို့ပြင်ဆင်လိုက်ပါတော့တယ်တိုနီကကြောက်ခဲဖြူဖြူနှလုံးကိုအတိုက်ထဲမှာထည့်ထားလိုက်ပါတယ်နောက်တစ်နေ့မနက်ရောက်တဲ့အခါမြေခွေးမကဟောဒီနေ့လဲဥတွေထပ်ဥထားပြန်ပြီပဲဒီငှက်တွေကငါ့အတွက်မနှက်စာထပ်ပြင်ပေးထားတာပဲမြေခွေးမကဥတွေမှတ်ပြီးကြောက်ခဲကိုအားနဲ့ကိုက်ချလိုက်တဲ့အခါချွတ်ဆိုတဲ့အတန်နဲ့အတူမေယုတ်တစ်ခုလုံးနာကျင်သွားပါတော့တယ်အာတေးပါပြီဒါတွေကကြောက်ခဲတွေပဲဒီငှက်လင်မယားကငါ့ကိုပညာပြလိုက်တာပဲဒါပေမဲ့မတက်နိုင်ဘူးလေနောက်တစ်ခါတော့ငါမမားရရတော့ဘူးတိုနီကတော့မြေခွေးမကိုပညာပေးတာဒီလောက်နဲ့မကျေနပ်သေးပါဘူးသူကချင်းသေးမင်းရှာခန်းစီကိုသွားပြီးချင်းသေးမင်းကြီးခမည်းအန်ရရှိနေလို့ကျွန်တော်ကလာသတိပေးတာပါမြေခွေးမကခမည်းကိုဂူထဲမှာဝင်တက်ဖို့ကြံစည်နေတယ်သူကခမည်းထက်တောင်အင်အားကြီးတယ်လို့ကြွားဝနေတာဗျဘာမြေခွေးမကငါ့ကိုတတ်ချင်နေတယ်ဟုတ်လားကောင်းပြီလေအဲ့ဒီမြေခွေးမကိုငါ့ကူတဲ့အထိလာခဲ့ဖို့ပြောလိုက်စမ်းဘသူကဘသူကိုတတ်မလဲဆိုတာကြည့်ကြသေးတာပေါ့ထို့နောက်တိုနီကမြေခွေးမကြားအောင်တမင်ပြောလိုက်ပါတယ်မိမရေငါတို့ချင်းသေးကူထဲမှာဥတွေဖွက်ထားတာအလုံး20လောက်တောင်မှရှိတယ်နော်ထိုအခါမြေခွေးမကဟင်းဥအလုံး20တောင်လားငါတို့တော့နှစ်တကူပါတီပွဲကြီးကျင်းပသလိုဖြစ်နေတော့မှာပဲအခုချက်ချင်းပဲသွားစားပြစ်လိုက်မယ်မြေခွေးမဟာလောဘဇောနဲ့ချင်းသေးကူတဲကိုစွတ်တိုးဝင်သွားပါတော့တယ်ကူတဲကအမှောင်ထဲမှာမြင်မြင်သမျှကိုဥလို့ထင်ပြီးဘယ်မှာလဲငါရဲ့ဥတွေငါဖိုက်ရမ်းဆောင်နေပြီအာရပါရစားပြစ်အောင်မယ်ထိုအခါချင်းသေးကြီးကမြေခွေးမရဲ့အတန်ကိုကြားသွားပြီးဟေးမြေခွေးမမင်းကငါ့ကိုအာရပါရစားမလို့လားလာလေငါကမင်းကိုစောင့်နေတာမြေခွေးမဟာချင်းသေးကြီးကိုမြင်လိုက်ရတဲ့အချိန်မှာကြောက်လန့်ပြီးသွေးပြတ်သွားပါတော့တယ်ချင်းသေးကြီးကမြေခွေးမကိုအပြတ်တက်တိုက်ခိုက်ကအဆုံးစီရင်ပေးလိုက်တဲ့အတွက်ဗျိုင်းလင်မယားဟာလည်းရန်သူဘေးကနေကွင်းဝေးသွားပါတော့တယ်ထိုအခါဗျိုင်းမလေးမက်ကီကယောက်ျားပြောတာတကယ်မှန်တာပဲအင်အားထက်ဉာဏ်ပညာကိုသုံးရင်ဘလောက်အားကြီးတဲ့ရန်သူကိုမဆိုအောင်မြင်နိုင်တာပဲကိုအဲ့ဒီနောက်မှာတော့မက်ကီဟာဦးလေးတွေထပ်ဥပြီးသားသမီးတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်